အနုယောဂသည်ကိုကျန်းမာစေတဲ့အကြောင်းတနေ့တော့အနုယောဂသည်တယောက်ဟာကိုရော့ရှင်မှာဒူးထောက်ပြီးအလိုတော်ရှိရင်ကျွန်တော်ယောဂကိုကျန်းမာစေနိုင်ပါတယ်လို့တောင်းလျှောက်လိုက်တယ်အရှင်ယေရှုကသူ့ကိုတနာလို့လက်တော်နဲ့တို့ပြီးငါအလိုရှိတယ်ကျန်းမာစေလို့မိန့်တော်မူလိုက်တာနဲ့ချက်ချင်းအနုယောဂပျောက်ပြီးကျန်းမာသွားတယ်အရှင်ယေရှုကဒီအကြောင်းဘသူ့ကိုမှမပြောနဲ့ယေဘရဟိတ်စီကိုသွားပြီးကိုပြပါကျမ်းမာသွားတဲ့အကြောင်းလူတွေရှေ့မှာသက်သေပြဖို့မောရှေတရားအတိုင်းပူဇော်တက်ကဆက်တာပါဆိုပြီးတတိပေးစီလွတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီလူဟာလူတွေကိုပြောပြလို့အဲ့ဒီသတင်းဟာနေရာအနှံ့ပြန့်သွားတယ်ဒါကြောင့်အရှင်ယေရှုဟာမြို့ထဲကိုထင်ထင်ရှားရှားမဝင်တော့ပဲတောအရက်မှာနေတော်မူတယ်ဒါပေမဲ့နေရာအနှံ့ကလူတွေဟာကိုရော့စီကိုရောက်လာကြတယ်ဒါကတော့ရှင်မာကုအခန်း1အပိုက်ငယ်40မှ45အထိဖြစ်ပါတယ်